အားလုံးမင်္ဂလာပါကျွန်တော်ကိုရဲပါကျွန်တော်ဒီနေ့ Pro POS က setting သတ်မှတ်ပုံလေးကိုကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်ဗျကျွန်တော်အရင်ရက်ကပြောပြသွားတဲ့ဒီ Pro Clinic ရဲ့ setting နဲ့ဒီ Pro POS ရဲ့ setting တွေကတော့ဒီတော်တော်များများတော့တူပဲပေါ့နော်အဲ့ထဲမှာကျွန်တော်မတူတဲ့ချက်လေးတွေကိုအခုထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့တူတဲ့ချက်တွေကတော့ကျွန်တော်တို့ဒီ Pro POS Pro Clinic ရဲ့ဒီ setting ရှင်းပြထားတဲ့ video လေးမှာတွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်တော်တော်များများဟာတွေအကုန်လုံးကတူပဲဘယ်နေရာလေးမှာကွဲထွက်သွားလဲဆိုလို့ရှိရင်အဲ့ကောင်လေးကတော့ဒီ coffee ဆိုင်တွေ restaurant တွေအဲ့ဟာတွေမှာပဲတီးတန့်မတူတဲ့ဟာလေးကွဲသွားရှိရပေါ့နော်အဲ့တော့ဒီပုံမှန်ကျန်တဲ့ဆိုင်တွေအကုန်လုံးကဒီ Pro Clinic ရဲ့ဒီ setting လုပ်ပုံလေးမှာတွားပြီးကြည့်လို့ရတယ်ပေါ့ဒီမှာကျွန်တော်တို့ဒီcoffee shop တွေ restaurant တွေပေါ့နော်အဲ့ဟာတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လို setting လေးလောက်ကမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီ Pro POS ကဒီ setting လေးမှာထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့ပထမဆုံးကျွန်တော်တို့ဒီ setting တွေကိုတွားမယ် setting တွေကိုတွားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ cafe and restaurant ဆိုတဲ့ကောင်လေးကိုenable လုပ်ပေးရမယ်ပေါ့နော်ပုံမှန် disable ဆိုလို့ရှိရင်တော့ဒါပုံမှန်လက်လီလက်ကားရောင်းဆိုင်တွေ general store တွေပေါ့နော်ဒီအဲ့ဟာတွေအတွက်ကိုကျွန်တော်တို့ဒီပုံမှန် disable လုပ်ပြီးတော့သုံးလို့ရတယ်ကိုကဒီ coffee shop ဖွင့်ထားတာတို့ coffee ဆိုင်တို့ဒီ restaurant တို့ဆိုလို့ရှိရင်ဒီ feature လေးကို enable လုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ setting လေးကိုကျွန်တော်တို့ update လုပ်လိုက်မယ်setting update လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ setting ပြင်ဆင်တဲ့ဟာပြီးသွားပြီဒါဆိုဒီ cafe and restaurant ကို enable လုပ်လိုက်ပြီဆိုလို့ရှိရင်ဘာလေးပို့ပါလာမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြ